ကျွန်တော်အတန်ပြန်ချမ်းမလာတဲ့နဲ့လူတွေရှိကိုကျွန်တော်ပြန်ပြီးတော့မှထွက်ဖို့အတွက်ကြိုးစားလာတယ်ကျွန်တော် Omega ဗီဒီယိုတွေအဲ့ချင်းကနေစပြီးတော့မှကျွန်တော်ပြန်လှုပ်လာပါတယ်အဲ့လိုနဲ့လူတွေပို့ပြီးတော့မှသိလာတယ်အောင်မြင်မှုဆိုတဲ့အရာကိုကျွန်တော်ပို့ပြီးတော့မှနားလည်လာပါတယ်ဒါပေမဲ့တဖြည်းဖြည်းချင်းစီအဲ့ဒီအောင်မြင်မှုနောက်ကိုလိုက်နေရင်းနဲ့ပဲကျွန်တော်နားလေတဲ့အရာကကျွန်တော်အတွက်ပဲကျွန်တော်အသက်ရှင်လို့ဘာမှမထူတော့ဘူးကျွန်တော်လူတွေရှေ့မှာကျွန်တော်လူတွေတက်တာအောင်လို့ကျွန်တော်နီလန်းပေါင်းစုံနဲ့ကျွန်တော်ဖြောပြတယ်ကျွန်တော်ကြိုးစားတယ်ဒါပေမဲ့အဲ့ဒီဖြောပြမှုတွေကလူတွေရဲ့ခံစားရတဲ့နာကျင်ခြင်းတွေကိုအလုံးစုံမကုသပေးနိုင်ဘူးကျွန်တော်ဘလောက်ပဲကြိုးစားပြီးဖြောပြစိတ်သက်သာရတဲ့အရာကခေတ္တခဏပဲဆိုတဲ့အရာကိုကျွန်တော်နားလည်လိုက်ရပါတယ်ဒါကြောင့်မလို့ကျွန်တော်လိုမျိုးကြိုးပဲ့ကြေမွားတဲ့သူတွေကျွန်တော်လိုမျိုးနာကျင်ခြင်းနဲ့ကြီးပြင်းလာခဲ့ရတဲ့သူတွေကျွန်တော်လိုမျိုးခက်ခဲစွာပင်ပန်းစွာမျောလင်းချက်မဲ့နေတဲ့သူတွေကိုကျွန်တော်လွတ်မြောက်တယ်လို့လွတ်မြောက်ဖို့ရန်အတွက်ကူညီပေးဖို့ကျွန်တော်ဆုံးဖြတ်ချက်ချခဲ့ပါတယ်ဒါကြောင့်မလို့ကျွန်တော်နောက်ထပ်တစ်ကြိမ်ပျောက်ကွယ်သွားရတဲ့အကြောင်းရင်းကကျွန်တော်နာမည်ကြီးတဲ့နောက်ကိုမလိုက်တော့လို့ပါအဲ့ဒီအစားကြိုးပဲ့ကြေမွားနေတဲ့လူတွေကိုကုသပေးဖို့ရန်အတွက်ကျွန်တော်ရဲ့ဘဝကိုပေးဆက်ဖို့ရန်အတွက်ကျွန်တော်စိတ်ဆုံးဖြတ်ချက်ချခဲ့ပါတယ်ဒါကြောင့်မလို့သင်ဟာကျွန်တော်အပြင်မှာတခြင်းဆိုတာကိုမမြင်ရပေမဲ့ကျွန်တော်တခြင်းဆိုတာကိုဘယ်တော့မှမရက်တတ်ခဲ့ပါဘူးကျွန်တော်ဆိုတဲ့တခြင်းတွေကကျွန်တော်ဘလောက်တော်တယ်ဆိုတဲ့အရာကိုဖော်ပြဖို့မဟုတ်ပဲနဲ့သူတို့ရဲ့ကြိုးပဲ့ကြေမွားနေတဲ့အရာတွေပြန်လည်ကုစားဖို့အတွက်ဖြစ်တယ်တဖြည်းဖြည်းနဲ့ကျွန်တော်လူတွေကိုအစီခံဖို့အတွက်ကျွန်တော်ဆုံးဖြတ်ချက်ချပြီးတော့မှအခုကျွန်တော်သင်အုပ်ဆရာတယောက်အနေနဲ့ဖခင်ရဲ့အမှုကိုစောင့်နေပါတယ်ဒါပေမဲ့ကျွန်တော်အခုပြန်လာပါပြီအရင်ကနဲ့မတူတဲ့ထွန်းတောင်စင်အနေနဲ့ကျွန်တော်ပြန်လာတာပါရည်ရွယ်ချက်အသစ်နှလုံးသားအသစ်တန်စင်အသစ်တွေနဲ့ကျွန်တော်ပြန်လာပါတယ်မကြခင်ဒီလ21ရက်နေ့မှာထွက်မဲ့ကျွန်တော် album ရှိပါတယ်အဲ့ဒီ album ကကျွန်တော်နာမည်ကြီးဖို့အတွက်ထုတ်တဲ့ album မဟုတ်ဘူးငွေကြေးကျေဝါဖို့အတွက်ကျွန်တော်ရောင်းချမဲ့ album မဟုတ်ပါဘူးခုနကကျွန်တော်ပြောပြသွားတဲ့ကျွန်တော်ဘဝရဲ့အတိတ်ပဲပြည့်စုံလာတဲ့အကြောင်းရင်းနဲ့ပတ်သက်တဲ့အရာကျွန်တော်ရဲ့မျက်ရည်ရှိသမျှကျွန်တော်ရဲ့ဆုတောင်းချက်ရှိသမျှကျွန်တော်ရဲ့အရာခတ်သိမ်းရှိသမျှအလုံးစုံယဉ်နီးမြုံနှံပြီးတော့မှစီးစင်းလာတဲ့သချင်းတွေဖြစ်ပါတယ်။ဒါကြောင့်ဒီသချင်းတွေကိုနားထောင်တဲ့အချိန်မှာသင်ဘဝထဲမှာတကယ်စစ်မှန်တဲ့မျှော်လင့်ခြင်းစစ်မှန်တဲ့ချစ်ချင်းမြတ်တာကိုခံစားဖို့အတွက်ကျွန်တော်ရည်ရွယ်ပါတယ်။ဒါကြောင့်မလို့ဒီသချင်းခွေရဲ့နာမည်ကဘဝရဲ့အဖြေလို့ပေးထားခြင်းဖြစ်ပါတယ်။သင်ကိုသိချစ်တဲ့ယေရှုခရစ်တော်ရှိတယ်။သင်ကိုချစ်လို့လက်ဝါးကားတဲ့ပုံမှာအသေးခံအသွေးသွင်းခဲ့တဲ့ဘုရားသခင်ဖြစ်ပါတယ်။သင်ဘလို့အခြေအနေပဲရှိသူသင်ကိုလက်ခံတယ်။ဒါကြောင့်မလို့တစ်ချိန်ကကျွန်တော်ကပျောက်ကွယ်သွားပြီမဲ့အခုပြန်ရှာတွေးတယ်လို့ပဲသင်ကိုလည်းကျွန်တော်ပြန်ရှာတွေးစီချင်ပါတယ်။ဘုရားကောင်းချီးပေးပါစေ။